အားလုံးပဲမင်္ဂလာပါကျွန်တော် AI YouTube channel တက်ကနေအားလုံးကြိုဆိုလိုက်ပါတယ်အခုလက်ရှိကျွန်တော်ရှင်ရောက်လာဒီ inverter ပေါ့900ရဲ့ inverter လုံးတွေက DC ဘက်ချမ်းကျွန်တော်ဖြူခဏခဏပြတ်တယ်ပလက်တက်လိုက်တာနဲ့ဖြူပြတ်တယ်အဲ့လိုဖြစ်တဲ့အလုံးလေးကိုဒီနေ့ကြည့်တော့ဖြစ်ပါတယ်ဒီဆုံးကျွန်တော်ကာဘာဖုန်းဖွင့်ပါမယ်ဖုန်းလေးချက်ဖွင့်လိုက်ပြီကျွန်တော် DC ဘက်ချမ်းဖြူကျွန်တော် DC ဘက်ချမ်းဖြူရှင်းကြည့်မယ်မရှိဘူးမရှိကျွန်တော်အဲ့တော့ AC ဘက်ပါတစ်ချက်ဆက်ကြည့်လိုက်ဒါ AC ဘက်မှာဆိုတော့ဖြူကောင်းတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီလုံးလေးကဒါကွန်ရဲ့ AC ဘက်ချမ်းကောင်းတယ်ပေါ့နော် DC ဘက်ချမ်း short ကြတဲ့ပုံစံဖြစ်နေအဲ့တော့ကျွန်တော်ကွန်ရပဲဖြစ်သလားဒါမှမဟုတ်ကျွန်တော်ဒီ FED ကပဲဖြစ်သလားကျွန်တော်တစ်ချက်စစ်ကြည့်မယ်ကျွန်တော်ဒီကောင်လေးကိုတော့ဖြူပြတ်တာဖြစ်တော့ pressing နဲ့ချိန်ပြီးတော့စမ်းတော့မပြတော့ဘူးเนาะအဲ့တော့ကျွန်တော်ဒီ FED လေးကိုစစ်မှဖြစ်တဲ့အတွက် FED တွေကဒီတိုင်းကျွန်တော်တိုင်းလို့မရဘူးအဲ့ဒါဆိုတော့သူကတစ်လုံးနဲ့တစ်လုံးအကုန်လုံးက parallel ဆက်ဟာဖြစ်တဲ့အတွက်ဒီတစ်လုံးပြတ်တာနဲ့ကျန်တဲ့အလုံးတွေပါကိုပြတ်တာဖြစ်တဲ့အတွက်ကျွန်တော်ကအလုံးပြတ်တယ်ဆိုတော့ဒီအောင်အကုန်လုံးဖြုတ်ပြီးတော့စမ်းကြည့်မှဖြစ်ပါတယ်အဲ့တော့ကျွန်တော် FED လေးကိုဖြုတ်ပြီးတဲ့အချိန်ကျွန်တော်တစ်ချက်တော့စမ်းကြည့်မယ်အဲ့မှာမတက်လားမတက်တော့ကျွန်တော်ဘာလုပ်ကြမလဲဆိုတော့ gate တစ်ချက်ဖွင့်ကြည့်မယ်ကျွန်တော်ဒီဘက်ကကျန်နေကျွန်တော် product အနေနဲ့တစ်ချက်ကြည့်မယ် gate ဖွင့်ပြီးကျွန်တော်ပြန်ပြီးတော့တိုင်းကြည့်မယ်အဲ့ဒါဆိုကျွန်တော်ဒီတော့ကောင်းတယ်လို့ကျွန်တော်ဆိုလို့ရတယ်ဒီတော့နောက်တစ်လုံးထပ်တိုင်းကြည့်အောင်ဟုတ်ပြီကျွန်တော်ဒီလုံးလည်းကောင်းတယ်အဲ့တော့ကောင်းတာနှစ်လုံးရှိပါပြီထပ်တိုင်းကြည့်မယ်ဟုတ်ပြီကျွန်တော်ဒီလုံးလည်းအကောင်းလေးသတ်မှတ်ရတယ်ဒီလုံးကလောမတက်ဘူးဒီလုံးလုံးချက်ခဏဖယ်ထားလိုက်အောင်ပြည့်စမှာကျွန်တော်ပြည့်ဆက်တစ်လုံးတွေ့ပြီဒီကောင်လေးကျွန်တော် short ကြတယ်သူကပဲလက်ဆက်ဟာဖြစ်တော့တစ်လုံး short ကြရင်အကုန် short ကြမှာဖြစ်တဲ့အတွက်ဒီတစ်လုံးလေးမှာကျွန်တော် short ကြနေဖြစ်တဲ့အတွက်ကျွန်တော်စနပ်ပုတ်ပဲချန်ခဏခဏဖြူပြတ်နေဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုပြန်ပြီးတော့အစားထိုးကျွန်တော်ဒီကောင်လေးကိုအဲ့ပြတော့ပြလဲပြအချိန်မှာတော့ကျွန်တော်ဒီ inverter ပေါ့နော်ကျွန်တော်တစ်ချက် supply ပေးပြီးစမ်းကြည့်မယ်ဗျနော်ရင်းဆုံးကျွန်တော် pretty clear တက်ကြိုက်ပြီးတော့စမ်းကြည့်မယ်ဟိုကျွန်တော်ဖြူမရှိဘူးဆိုတော့ရင်းဆုံးဖြူတော့ရထည့်ရမှာပါဗျအဲ့ဒါဆိုဖြူလေးထည့်ပြီးကျွန်တော် pretty clear နဲ့စမ်းကြည့်မယ်
အဲ့တော့ကျွန်တော်တို့မှာဖြူထည့်ပြီးတော့ကျွန်တော် practical လေးတဲ့ချိန်ပြီးတော့စမ်းတဲ့အခါမှာကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီမှာဟုတ်ဒီဘက် DC ပို့ဘက်ချက်မှာကျွန်တော်နိုင်ဖို့ပေါ့နော်ဒါကျွန်တော်ဒီ ready အနေနဲ့အားနေနေတယ်ပါတော့ဒီနိုင်ဖို့ပဲထွက်လို့ပေါ့နော်ကျွန်တော်နိုင်ဖို့ထွက်တယ်ဒီကျွန်တော်တို့ဒီမှာ loss ရဲ့ AC ဘက်ချက်တော့ output မရှိသေးဘူးဘာလို့လဲဆိုတော့ကျွန်တော် inverter ဖွင့်မထားသေးတာဖြစ်တယ်တော့ကျွန်တော် output မရှိသေးပါဘူးအဲ့တော့ကျွန်တော် inverter ကိုတစ်ချက်ဝင်ကြည့်လိုက်မယ် okay အမှန်တော့ online ချက်မှာကျွန်တော်တို့ဒီမှာ184 volt ထွက်တယ်ဒါကျွန်တော် battery အနေနဲ့အားနေနေရတယ်ပါပေါ့နော်တပတ်ပါဆိုရင်ဘာဖြစ်လို့ဆိုတော့battery က 8.3 ကျွန်တော်ပြန်ဆင်းသွားဖြစ်တယ် okay ကျွန်တော်ဒီမှာ fan ပြန်လဲဟုတ်ပြီအဲ့တော့ကကျွန်တော်ဒီလုံးလေးရဖြစ်တဲ့အဲ့ဒါကတော့ဒါ FED တစ်လုံး short ကြတာဖြစ်တဲ့အတွက်တစ်လုံး short ကြနေအကုန်လုံးသူကအတူတူပြတ်တာဖြစ်တဲ့အတွက်နော်ဒါပေမဲ့ကျွန်တော်အဲ့တစ်လုံးလဲလိုက်တာလည်းအကုန်ကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့တစ်လုံးအစားထိုးပြီးလဲပြီးတဲ့အချိန်မှာကျွန်တော်ဒါလေးပြန်ပြီးတော့ဒါအဆင်ပြေသွားပြီပေါ့နော်ဆိုတော့ရပြီအမှဒါလေးပြန် on လိုက်မယ် okay ဟိုပဲကျွန်တော် practical လေးဖြုတ်အဲ့တော့ကျွန်တော်ဒီကောင်လေးပြန်လုံးပြီးတော့ဒါကောင်းသွားပြီလို့ဆိုအောင်ပေါ့နော်အဲ့တော့ကျွန်တော်လူချင်းပြီးတော့အိမ်မှာပြည့်တယ်အိမ်မှာဒါနဲ့ပတ်သက်တယ်ပေါ့နော်ဟိုမှာအိမ်မှာဒါ DC ပဲချန်ခဏခဏဖြုတ်ပြတ်တာတို့ဒါမှမဟုတ်လေအဲ့ပေါ့တက်လိုက်ရင် AC တိုက်ရက်သုံးတဲ့အချိန်မှာလေ AC ပလက်ကရမ်းပူလာတယ်ပူပြီးတော့ DC အောက်အထွက်နေနေဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင် FED လေးကိုတစ်ချက်စစ်ပြီးတော့စစ်ကြည့်ဖို့လုပ်ပါပေါ့နော်အဲ့တော့ကျွန်တော် FED လေးကိုစစ်ပြီးတော့ကျွန်တော် FED short ချမချတစ်ချက်တိုင်းမယ်တိုင်းတဲ့အခါမှာကျွန်တော်ကအကုန်လုံးဒါနဲ့တိုင်းပြီးတော့ဒီမှာဒီတိုင်းလို့မရဘူးကျွန်တော်ဘာလုပ်ရမလဲဆိုတော့တစ်လုံးစီဖြုတ်ပြီးတော့တစ်ချက်စစ်ကြည့်ရမယ်စစ်ပြီးတော့ကျွန်တော် short ချတဲ့အလုံးဖယ်ပြီးတော့ကျွန်တော်ရဲ့နေရာအစားသွင်းလိုက်ရင်ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်အဲ့တော့လူချင်းမင်းတို့အခက်အခဲရှယ်ဆိုကျွန်တော်အခက်အခဲတစ်စုံတည်းတော့ကျွန်တော်အောက်ကကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်ပထမဆုံးဗီဒီယိုလေးပြတဲ့အတွက်လိုအပ်ချက်လေးများရှင်းနေကျွန်တော်အကြံပြုသေးချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်